အတက်နေဖျားသွားပြစ်တာလေအခုတော့စကင်ကလေးစလိမ့်ပါတယ်စကင်ကကတော့ကျမရောင်းနေတဲ့ချယ်ရီလေးပါပြီးတော့ဆန်ခရင်လေးလိမ့်ပါတယ်ဆန်ခရင်လေးကတော့နာမီယာထုတ်တဲ့ဆန်ခရင်လေးပါနေပူရဲသွားမှဆိုတော့လေပြီးတော့မိတ်ကပ်လေးလိမ့်ပါတယ်ဖောင်ဒေးရှင်းလေးကတော့မီဆုကိုပါမပြောတော့ရမျက်ခုံးလေးဆွဲပါတယ်နှကန်းလေးဆိုပါတယ်လာသွားပြီကျမဒါတော့ကားဝရောက်ပါပြီကျမတို့ဖျားသွားမို့ပေါ့9နိုင်ခွဲချိန်လာလူတွေကမစုံလို့စောင့်နေရတာပါဒါတော့လိုက်ပို့တဲ့အလူရှင်သားမိပါဒါတော့ကျမညီမနဲ့မခင်ဆန်ရီပါဒါတော့ကျမပါမောင်ဖုံးလေးကစိတ်ဆိုးနေပါရဲ့ကျမဒါတော့ကျမညီမချောလေးပါတတပြနေတာတော့ကျမတို့မနေ့စောသွားမယ်လို့အကုန်လုံးတိုင်ပင်လာကြတာနည်းနည်းတော့နောက်ကျသွားကြပါရဲ့ဒါတော့လမ်းမှာရေကစားမန်းတက်တယ်ကျမတို့တော့ရှောက်မလဲဖြစ်ပါဘူးအခုကတော့မောင်ဖုံးတို့ကဖျားသွားမယ်လို့ခေါ်လို့ကျမတို့လိုက်လာတာပါရွှေတကုံရောက်ပါပြီရွှေတကုံကိုလီကားနဲ့တက်ပါတယ်ဇန်တွင်းကာလာမို့လို့တဲ့ဆက်လီကမဖွင့်ပါဘူးရှင်အနောက်မှာတော့မမခင်စန်းရီနဲ့ကျမညမဖြစ်ပါတယ်အဲ့ချိန်လောက်လဲလူတွေကတော့ရှိတော့ရှိပါတယ်တက်ပြီးညောင်းတော့ညောင်းနေနေတော့ကျမဝတ်တုပ်ပြီးတော့မောနေတဲ့ပုံကြီးပါဒါကတော့ကျမတို့နဲ့ခီးသွားပုံလေးပါရှီပြနေတဲ့သွားကြိုးလေးနဲ့ဖျားဖို့ရောက်ပါပြီကျမတောင်းမှကျမရှိခိုးခဲ့တာလေးရတော့ကျမရိုက်ပေးမဲ့သူမပါလို့မရိုက်ခဲ့ရပါဘူးကျမရဲ့စနေတောင်းလေးမှာကျမရှိခိုးခဲ့ပါတယ်ဒါကတော့အလူရှင်သားမိသူ့သားလေးကိုထိန်းနေရပါအချောလေးပါဒါတော့အောင်မြင်မှာတွားရှိခိုးခဲ့တာလေးပါဒါတော့ကျမရှောက်တယ်ပြန်ဆင်းလာပါပြီကျမတို့တွေပြန်ဆင်းလာပါပြီချိန်မီပြန်ရောက်ဖို့အတွက်
ရေကစားခြင်းတဲ့သူတွေလည်းရှိသေးတော့ဘိုးထောင်ဆက်သွားမယ်ပေါ့နော်ကျမတို့တွားရင်လည်းမနဲ့တွေ့ခဲ့ပါတယ်ဒါတော့စူးလေးပြားကြီးပါကျမတို့ရောက်တော့ပါမယ်ဒါတော့ဘိုးထောင်ရောက်ပါပြီဘိုးထောင်ကအတွင်းထဲကိုမဖွင့်ဘူးကျမတို့အရှိလေးတွေဝင်ဖူးခဲ့ရပါတယ်ဒါတော့ကျမကေပြက်နေလို့ဘိုးထောင်ဖျားပေါ်ရောက်ပါပြီဒါတော့ကန်းထဲမှာပေါ့ကျမတို့ငါးသွားလို့ဖို့သွားနေဖျားပေါ်ကန်လေးကိုငါးလေးတွေကိုကြည်နေတဲ့မောင်ဖုံသွားရိုက်ခဲ့ပါတယ်ဖုန်းနဲ့ဗီဒီယိုရိုက်ခဲ့ရပါကျမငါးစားတော့မကြွေးခဲ့ပါဘူးကန်းနန်းကိုလမ်းလျှောက်လာအခုတော့ကျမတို့ကန်းနန်းကိုသွားမလို့ခိုးလေးတွေတော့အစာမကျွေးခဲ့ပါဘူးခိုးလေးတွေကိုခြောက်ပြီးတော့ပြန်အောင်လုပ်ခဲ့ပါတယ်ကိုကတော့ကန်းနန်းဆင်းနေတာပေါ့နော်ကျမတို့ငါသွားလို့မလို့ငါလေးဝယ်ခဲ့ပါတယ်တစ်ထုပ်ကို1000နဲ့ကျမတစ်ထုပ်မခင်စန်းကြီးတစ်ထုပ်မမိုးမိုးဆန်တစ်ထုပ်မောင်ဖော်တော့ငါအရန်ကြိုက်တဲ့သူမို့သူကအရန်လွတ်ချင်နေပါတယ်ကျမလွတ်တဲ့ဟာတော့ဗီဒီယိုမရိုက်ထားခဲ့ငါလွတ်လို့ပြီးသူမီလွတ်တော့သူထက်လွတ်ချင်သေးတာပြုတ်ကြမှာဆိုရင်လိုက်တာအနာနာလေးကဲကျမတို့အကုန်လုံးငါလွတ်ပြီးလို့ပြန်လာကြပါပြီနေရတယ်တဖြည်းဖြည်းပူလာပြီဒါတော့ခိုးလေးတွေကိုလိုက်ချောက်ပေးရတယ်ပါသူများတက်ပုံရိုက်တဲ့အချိန်ကဲအခုဆိုကျမတို့ပြန်လာပါပြီဒလာဒရာကြီးကိုလည်းတွေ့ခဲ့တယ်ရောက်တော့မရောက်ဘူးသေးဘူးဒီပုံဆုံးတက်လိုက်ပါတယ်